ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ညီကိုတွေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အောင်ပြဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော် Preg ရဲ့နောက်နိုဝင်ဘာလအတွင်းမှာလာမယ့်ဒါ update 4.1 အတွင်းမှာကျွန်တော်ဒါ Winter Festival နဲ့အတူတခြားဘာတွေများ update တွေပါဝင်လာမလဲဆိုတာကိုကျွန်တော်အနေနဲ့ဒါ in-game gameplay နဲ့အတူရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားလို့ဒီမှာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်ဗျဆိုတော့ဗီဒီယိုလေးစလိုက်ရအောင်โอเคဆိုတော့အခုမြင် train နေရတော့ဒါလေငုံတက်ခင် lobby လို့ခေါ်လို့ရတဲ့နေရာမှာဒါ Bamis ကိုသွားရောက်ကစားမယ် PMGC အတွက်ဒါအထိတ်မှ state စင်ပုံစံလေးပဲဖြစ်ပါတယ်โอเคလက်ရှိမြင် train နေရတော့ဒါမြေပုံပေါ်မှာမြင်ရမယ့်ဒါ event နေရာပဲပေါ့နော်သူ့ရဲ့နေရာကတော့ဒါ Pink Green City လို့သူ့အနေနဲ့ဒါနာမည်ပေးပြီးတော့မြေပုံပေါ်မှာဖော်ပြထားတာကိုတွေ့ရတယ်โอเคဆိုတော့ဒါကတော့ဒါ event ရဲ့ဒါအပေါ်စီးမြင်တွေ့ရတဲ့နေရာပေါ့နော်ဆိုတော့အရင်တည်းကလည်းဒါ Iron Game မှာ event တွေအများကြီးရှိတာဖြစ်တဲ့အတွက်ဒီ event ကတော့အရင်ထူးခြားနေမှာတော့မဟုတ်ဘူးဒါအရင် event နေရာတွေမှာပဲဒါ winter ပုံစံနဲ့ဒါဒီစောင်းရသည်အထိမ်းမဲ့ crystal အထိမ်းမဲ့အနေနဲ့ event ထည့်ပေးထားတဲ့ပုံစံမျိုးပဲပေါ့နော်ဆိုတော့အရင်ကလောက်တော့ဒါ event တွေကဒါအရင် winter festival တွေလောက်တော့ရင်ခုန်စရာကြီးရှိမနေတော့အမှန်ပဲဗျဆိုတော့ဘာလို့လဲဆိုတော့ဒါအရင်အလယ်မှာလည်းဒါ event တွေအများကြီးရှိရဖြစ်တဲ့အတွက်ဒီ event တွေကဒါရှိမြဲတဲ့ event လို့ပဲပြောရမှာဖြစ်တဲ့အတွက်အရင်ထူးခြားနေရမျိုးတော့မရှိဘူးဒါအခုမြင်တွေ့ရတော့ဒါ event ရဲ့ဒါ main စောက်ဦးပဲဖြစ်ပါတယ်ဆိုတော့အခုမြင်တွေ့နေရတော့ဒါ event ရဲ့ဒါဒီမျိုးပုံစံဖြစ်ပါတယ်ပေါ့နော်ဆိုတော့မသိရင်ဒါကြိုးစားရဲ့ပကံများပုံစံလို့ပါလို့နဲ့ဆိုတော့မဆိုးလာပါဘူးဆိုတော့လက်ရှိမြင်တွေ့နေရတော့ဒါဒီနေရာလေးကိုခဏမှတ်ထားပြီးတော့ကျွန်တော်ပြီးရင်ရှင်းပြပါမယ်သူ့အနေနဲ့ဒါမိနစ်အနည်းငယ်စောင့်ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ခုနကဒါမိနစ်စောင့်ခဲ့ရတဲ့ဟာလေးပဲဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာဘုံဖွင့်လို့ရမယ်ဘုံဖွင့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါအနောက်ထဲမှာအခုမြင်တွေ့ရတဲ့အတိုင်းပဲတကားလေးဖွင့်လာပြီးတော့ကျွန်တော်တို့ teammate ၄ယောက်ရှိရင်၄ယောက်လုံးရဲ့ YouTube ကဒီရဲ့ဒါ second လို့ပဲခေါ်မှာ state လို့ပဲခေါ်မှာဒီထဲမှာပြပေးထားမှာဖြစ်ပြီးတော့အရှိက brown ရဲ့ပစ္စည်းရဆိုရင်လည်းဒါတော်တော်ကြီးကိုကောင်းတဲ့လက်နက်တွေရမှာဖြစ်တယ်ပေါ့နော်ဆိုတော့အရင် event အနေနဲ့ဒါတမှုထူးကြတော့ဒါရုပ်ထုပေါ်လာပေါ့နော်ကျွန်တော်တွေကတော့ဘာမှဟိုထူးဆန်းရှိမနေဘူးဆိုတော့အရင်ရှင်းပြနေကြလည်းမလို့တခြားနေရာမှာဆိုလဲကျွန်တော်အခုမြင်တွေ့နေရတဲ့လိုမျိုးဒါဘုံတွေရှိနေမယ်ဒါပစ္စည်းတွေရမယ်ပေါ့နော်ဆိုတော့ဒါဒီခုကအမြဲတမ်းလို့ event ရှိနေတာဖြစ်တဲ့ဒါရဲ့ထူးထူးခြားခြားရှင်းပြနေကြမဟုတ်ဘူးထူးခြားလည်းမဟုတ်နေဘူးပေါ့နော်ဆိုတော့ဒီ event တော့ကဒါဒီ Winter Festival event လာမယ်ဆိုတဲ့သဘောမျိုးပဲဘာမှအခြားထူးထူးခြားခြားကြီးရှိနေတာမျိုးတော့မဟုတ်ဘူးเนาะအခုလာ collab နေတဲ့ဒါ event နေစားမှာဒါ Winter Festival event ဝင်လာမှာပေါ့ဗျာဆိုတော့ကျွန်တော်ရှေ့ကပြောလို့ပဲဒီ event တွေကအရင်ကလောက်တော့ဒါထူးခြားဆိုတဲ့ခန်းစားချက်မျိုးကြီးတော့ရမနေဘူးခုနကပြောဆိုပဲပေါ့เนาะဒါအမြဲတမ်း event ရှိနေတာဖြစ်တဲ့အတွက်ဒီ event ကအရင်ထူးခြားနေတာမျိုးတော့မဟုတ်တော့ဘူးဗျ Okay ဆက်လက်ပြီးပြောပြရမယ်ဆိုတော့ဒါ feature အသစ်လိုပဲခေါ်မလားဆိုတော့ဒါ feature အသစ်လို့ခေါ်ပဲဆိုပေမဲ့တရုတ် version မှာတော့ဒီ feature ရှိနေပြီသားဒါဒီတေဝါတဲ့လူရဲ့ player ရဲ့ဒါ loot crate ကြီးကိုထမ်းပြီးတော့ရှောက်သွားလို့ရတာပေါ့နော်ဆိုတော့ပြောမြည်ဒီ video ထဲမှာပြထားတဲ့အတိုင်းပဲအဲ့လိုဒီရှောက်သွားလို့ရမယ်ဆိုတော့ဘာရဲလို့တော့မဟုတ်ဘူးနည်းနည်းဟိုမျက်နှာပြောင်းလို့ရငောင်းရမယ်နောက်တစ်ခုကဒီပြစ်ကွင်းထဲရောက်နေတဲ့ဒါ loot တွေကိုပစ္စည်းလိုတဲ့အခါမှာအပြေးပြီးတော့ဒါဘုံထမ်းပြီးတော့အကာအကွယ်နောက်ကိုတည်ပြီး AC ကောက်လို့ဒါရမယ်ပေါ့ဗျာဒါဒီ feature လေးတခုတော့ပါတယ်ပေါ့ဆိုတော့ကောင်းလားဆိုတော့ရင်းကောင်းတယ်လို့တော့မဟုတ်ပေမဲ့ဘယ်လိုခေါ်မလဲ reality center လို့ပဲပြောရမယ်Okay ဆိုတော့နောက်တစ်ခုကတော့ဒါ Iron Game 4.0 update လို့ပြောလို့ရမယ် update ဆိုပေမဲ့ 4.0 ဆိုပေမဲ့အရင်ထူးထူးခြားခြားပြောင်းလဲသွားတာမရှိဘူးဆိုတော့ပြောင်းလဲတာဆိုလို့ဒီနေရာတနေရာပဲရှိတယ်ဒါဒီတနေရာကတော့လက်ရှိအချိန်မှာဒါ Water City လို့သူသိများတဲ့ဒါရေတဝက်ကုန်းတဝက်ဒါ Iron Game ကအဆောက်အဦတွေရှိတဲ့နေရာပေါ့နော်ဆိုတော့ဒီနေရာကိုတော့ဒါလာမဲ့ 4.1 update မှာသူတို့အနေနဲ့ဒါအခုလက်ရှိမြင်တွေ့နေရတဲ့ဒါနေရာပုံစံမျိုးဒါကြောင်းလဲလိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုကြည့်ရသလောက်ဆိုရင်တော့ဒါဒီနေရာကိုဒါအဆောက်အဦတွေမဟုတ်တော့ဘဲနဲ့အိမ်တွေမဟုတ်တော့ဘဲနဲ့ဒါသင်းမောဖန်ဘယ်လိုခေါ်မလဲသင်းမောဖန်တီးတဲ့နေရာပြက်ပေါ့နော်ဆိုတော့သင်းမောတွေလှေတွေပြုတ်လုတဲ့ဒါနေရာပြက်တစ်ခုပုံစံအမျိုးအနေနဲ့ဖန်တီးပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်လည်းဒါဒီသင်းမောအတင်ချလုတဲ့ဟာတွေဒါဒီသင်းမောပြက်တွေလည်းရှိတယ်ဆိုတော့ဒီနေရာကတော့ထူးထူးခြားကြီးပြောင်းလဲသွားတယ်လို့ပဲပြောရမယ်ဆိုတော့သူတို့အနေနဲ့ဒါ Iron Game 4.0 update လို့ပြောထားတာဖြစ်ပေမဲ့ဒါလက်ရှိအချိန်မှာက beta ကဒီနေ့မှမဟုတ်မနေ့ကမှစထွက်လာတာဖြစ်တာဖြစ်တဲ့အတွက်
ဆက်ပြီးတော့ပြောင်းလဲအောင်မလားဆိုတော့စောင့်ကြည့်စရာပဲတော့လက်ရှိမှာတော့ဒါသူအနေနဲ့ 4.0 update ပြောထားပေမဲ့ဒီနေရာလေးကိုပဲပြုပြင်ပေးထားတာဖြစ်တယ်ပေါ့နော်ဆိုတော့နေရာကရှင်ကြည့်ရသလောက်ဆိုရင်လက်ရှိရှိနေတဲ့နေပုံစံနဲ့ဒါ update မှာပါလာမဲ့ပုံစံတွေကဒီ update မှာပါလာတဲ့ပုံစံကတော်တော်လေးကိုဗဒယ်ချလို့ကောင်းတဲ့နေရာလည်းဖြစ်တယ်လို့ပိုလဲကျယ်ဝါးလို့ခံစားရတယ်နောက်တစ်ခုကဒါရေထဲမှာလမ်းလျှောက်ကောင်မဟုတ်တဲ့အတွက်ဒါဒီလေးတွေဘာတွေလည်းရှိမှာတော့မဟုတ်ဘူးဒါကုန်းမြင်ဒီဘယ်လိုခေါ်မလဲသူတို့ကုန်းဘက်လို့ခေါ်မလားဒါဒီစိတ်ကမ်းပေါ့နော်စိတ်ကမ်းပေါ်မှာချမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာကလည်းလူစင်းများတဲ့နေရာတခုရန်ကန်ဘက်မှာဖြစ်လာအောင်မလားလို့တော့ထင်စားအခန်းစားမိရဆိုပေမဲ့အများကြီး event တွေရှိနေတဲ့အတွက်ကြောင့်ဒါ event နေရာကတော့လူစင်းများဆုံးနေရာတစ်ခုအနေနဲ့တော့ရှိနေဦးမှာပဲဒါပေမဲ့လေဒီနေရာလက်ရှိကြည့်ရသလောက်ဆိုရင်တော်တော်လေးကိုဗဒယ်ချလို့ကောင်းမဲ့နေရာတစ်ခုဖြစ်လာလိမ့်မယ်ဆိုတော့ Messi Brother လည်းတော်တော်လေးကိုဖြစ်ကောင်းနဲ့ဒါပြောင်းလဲမှုလို့ကျွန်တော်အနေနဲ့တော့ပြောချင်ပါတယ်ဆိုတော့ video လေးကိုဆုံးဖြတ်ကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့လည်းဒါပတ်ချင်တဲ့တော်တော်လေးကိုအလန်းဝေးกว่าနေဖြစ်တဲ့ကျွန်တော်ဘက်ကအမှားများပါခဲ့ရင်လည်းဒါ sorry ပါလို့အရင်ဆုံးတောင်းပန်ထားချင်ပါတယ်ဆိုတော့အားလုံးပဲနောက်ပြန်ပြန်လို့ရအောင်ဗျ